အမျိုးသားတို့သည်နိုးလာသောအခါမမျှော်လင့်ပဲသူ၏အမဖြစ်သူ၏အတွေးများကိုကြားလိုက်ရသည်သူသည်ကြီးမားသောလျှော့ဝှက်ချက်တစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့သည်သူ၏အမသည်မိသားစုအမွေအနှစ်အတွက်သူမနှင့်မပြိုင်ဆိုင်နိုင်စေရန်သူ၏ကျမ်းမာရေးကိုမွေးစားညီဖြစ်သူထံသို့လွှဲပြောင်းပေးထားခြင်းဖြစ်သည်သူအမျိုးသားသည်အမြဲတမ်းထူးချွန်သောကျောင်းသားသူဖြစ်ခဲ့သောလေရုပ်တရက်ပေါင်းမေလာကျော်အဝလွန်သူဖြစ်လာခဲ့သည်သူ၏စာမေးပွဲအမှတ်များပင်အတန်းထဲတွင်အောက်ဆုံးသို့ကျဆင်းသွားခဲ့သည်သူသည်နေတိုင်းလေ့ကျင့်ခန်းလုပ်သည့်စာကြိုးစားခဲ့သောလေလေ့ကျင့်ခန်းပိုလုပ်လေပိုဝလာလေဖြစ်ကာစာပိုကြိုးစားလေအမှတ်တွေပိုနေလာလေဖြစ်ခဲ့သည်ယနေ့မှသာသူ၏အမကသူ့ကိုလှုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းသူသဘောပေါက်သွားခဲ့သည်ကံကောင်းဒီမှာထိုအမျိုးသားတွင်သူ့ကိုချစ်တော်ရီးစားသူရှိနေခြင်းပင်ထိုခဏ၌သူသည်သူ့၏ရီးစားချစ်သူ၏အတွေးများကိုလည်းကြားလိုက်ရပြန်သည်သူမသည်သူ့၏မွေးစားညီနှင့်အတူမိဘမဲ့ဂေဟာတွင်ကြီးပြင်းလာခဲ့သူဖြစ်သည်သူ၏ရီးစားကသူ့၏စာမေးပွဲအမှတ်များကိုမွေးစားညီ၏အမှတ်များနှင့်လဲလွဲ့ပေးခဲ့ခြင်းဖြစ်သည်မွေးစားညီဖြစ်သူမှာနေတိုင်းပျော်ပျော်ပါပါစားတောက်နေတော့လေသူ၏အမှတ်များမှာအောက်ဆုံးမှပထမသို့ရောက်ရှိသွားခြင်းမှာအံ့ဩစရာမဟုတ်တော့ပြီထိုအချိန်တွင်အမဖြစ်သူကထိုအမျိုးသားအားလေ့ကျင့်ခန်းလုပ်ရန်တိုက်တွန်းခဲ့သည်သို့တော်အမျိုးသားကနေတိုင်းလေ့ကျင့်ခန်းလုပ်တော်လေအချီးနှီးဖြစ်နေသဖြင့်စမလုပ်တော့ဟုပြောလိုက်သည်အမဖြစ်သူကသူ့ကိုပါးရိုက်လိုက်သည်အကြောင်းမှာအကယ်၍ထိုအမျိုးသားသာအကင်းထူပြီးလေ့ကျင့်ခန်းမလုပ်ပါကမွေးစားညီမှာဘေးထွက်ဆိုးကျိုးခံစားရမည်ဖြစ်တော်ကြောင့်ဖြစ်သည်သူမ၏အတွေးများကိုသူကြားနေရသည်ကိုသူမမသိရှိပေသူသည်ဘာမှမလုပ်ဘဲနေရန်ဆုံးဖြတ်လိုက်သည်ထိုအချိန်တွင်ရီးစားဖြစ်သူကနောက်3ရက်တွင်တင်ချပြိုင်ပွဲရှိကြောင်းနှင့်စာကိုတေချာလေ့လာရန်သူ့ကိုပြောခဲ့တော်လေသူကတော့မွေးစားညီမှာအမှန်တကယ်ဘေးထွက်ဆိုးကျိုးခံစားရမည်လားဆိုသည်ကိုစမ်းသပ်ရန်ထထွက်သွားခဲ့သည်စက်တော်အစားအစာလုံးဝမစားတော့သူသည်သူ၏ဟင်းမကန်တဲ့သို့ငရုတ်တီးတစ်ပလုံးလုံးလောင်းထည့်လိုက်သည်မျောလင့်ထားသည့်အတိုင်းသူတလုံးစားလိုက်သည်နှင့်မွေးစားညီမှာခန္ဓာကိုယ်၌နေမကောင်းဖြစ်လာခဲ့သည်ထိုမျိုးသားငရုတ်တီးစားနေသည်ကိုမြင်တော့အခါမွေးစားညီကသူ့ကိုတားဆီးရန်ကြိုးစားခဲ့တော်လေထိုလူကဝေနရှုရန်ပြောလိုက်သည်အမျိုးသားကငရုတ်တီးသည်ပိုစားလီမွေးစားညီမှာဘိုက်အောက်သည့်ဝေဒနာကိုပို၍ခံစားလာလေဖြစ်သည်သူသာအပြင်းထူနေပါကသူ၏ကျမ်းမာရေးကိုမွေးစားညီမှပြန်လည်ရယူနိုင်ပြီဖြစ်ကြောင်းထိုအမျိုးသားအတည်ပြုနိုင်ခဲ့သည်မွေးစားညီကိုအပြစ်ပေးနိုင်အောင်သူသည်အမထေသူ၏ကုမ္ပဏီကိုလွှဲပြောင်းရယူရန်ဆုံးဖြတ်လိုက်သည်သူ၏ဖခင်ထံသို့ဖုံးဆက်ကြည့်မိသားစုလုပ်ငန်းကိုဆက်ခံလိုကြောင်းပြောကြတော့ဖခင်ဖြစ်သူကဝမ်းမြောက်စွာသဘောတူခဲ့သည်မကြာမီတင်ချကြိုက်ပွဲနေ့သို့ရောက်ရှိလာခဲ့သည်သူစာမေးပွဲကန်းတွင်ရောက်လာသောအခါအမနှင့်ရီးစားဖြစ်သူကသူ့ကိုအမတ်ကောင်းအောင်ဖြေရန်ချီးမြှောက်ခဲ့ကြသည်သို့သောစာမေးပွဲစသည်နှင့်ထိုအမျိုးသားမှချက်ချင်းအိပ်ပျော်သွားခဲ့သည်မွေးစားညီမှာမေးခွန်းများကိုမဖြေနိုင်တော့သည်စာမေးပွဲပြီးရန်10မိနစ်သာလိုတော့သည့်အချိန်မှာမွေးစားညီမှာအလွန်စိုးရိမ်သွားခဲ့၍ထိုလူကအဘဲကြောင့်မဖြေသနည်းဆိုသည်ကိုမေးမြန်းခဲ့သည်ထိုလူထံမှတုံ့ပြန်မှုမရသဖြင့်မွေးစားညီမှာမေးခွန်းလွှာအလွှကိုသာတင်ပြလိုက်ရတော့သည်ထိုအချိန်မှသာထိုအမျိုးသားသည်စတင်ဖြေဆိုခဲ့၍10မိနစ်အတွင်းမှာအပြီးတက်နိုင်ခဲ့သည်ရလထပ်ပေါ်သည့်နေ့တွင်အမနှင့်ရီးစားဖြစ်သူတို့မှသူ့ကိုလောင်ပြောင်ရန်အသင့်စောင့်နေကြသည်မျက်နှာမှုန့်ဆုံထားသောအဝလွန်သူတူဝင်လာတော့အမဖြစ်သူကထိုလူကိုသူမ၏မောင်လေးဟုထင်မှတ်မှားခဲ့သည်ထိုစင်မှာပင်ယခုနောက်ပိုင်းပိန်ထွေသွားသည်ဖြစ်သောထိုအမျိုးသားသည်လမ်းလျှောက်ဝင်လာပါတော့သည်